တိတ်ဆိတ်နေတဲ့ကဘာကြီးမှာကျွန်တော်ဟာအထီးကျန်ချင်းလုံးတစ်လုံးလိုဘယ်သူနဲ့မှစကားမပြောနိုင်တာတွေဖြစ်ခဲ့ဘူးတယ်ဝိထွေးမှုကင်းမဲ့ပြီးတိတ်ဆိတ်နေတဲ့ကျွန်တော်ဘဝတည်းကိုညှော်လင်းချက်တွေနဲ့ဝိထွေးတဲ့ကမ်းလှမ်းမှုတစ်ခုရုတ်တရက်ရောက်လာခဲ့တယ်တိတ်ဆိတ်နေတဲ့ကျွန်တော်ကဘာလေးတွေကနေဒီလိုပျော်ရွှင်နှွေးထွေးမှုခံစားနိုင်အောင်ကွဲခေါ်ပေးတဲ့လက်တစုံကြောင့်ရေမိုးတန်တွေကိုကျွန်တော်မကြားနိုင်ပေမဲ့ရေမိုးခြင်းရဲ့အရာတာကိုကျွန်တော်လုံးသားကခံစားနိုင်ခဲ့တယ်။ဒါဟာကျွန်တော်အကျေလောင်ဆုံးကြားလိုက်ရတဲ့ကိုချင်းစာတရားကိုအခြေခံပြီးမေတ္တာနဲ့ပေါင်းဆက်ထားတဲ့အနှွေးထွေးဆုံးဘာသာစကားပဲ။အတူတူဆိုတဲ့စကားလုံးလေးအတိုင်းကျွန်တော်တို့ရဲ့အမှတ်တရတွေလိုပဲနှွေးထွေးမှုကျင်နာမှုတွေနဲ့အတူမခွဲကြပဲတန်းတူဆက်ဆံမှုတွေသာနေရာတိုင်းမှာရှိနေမယ်ဆိုရင်ဘယ်ရာကိုမဆိုတန်းတူလျှောက်လန်းသွားနိုင်မှာပါချင်းဝင်းတစ်ခုရဲ့သဘာဝကတယောက်ကချင်းကိုအလိုက်တင်ထိန်ပေးမှနောက်တစ်ယောက်ကလှလှပပခတ်နိုင်တာပါကျွန်တော်တို့လူသားတွေကြားမှာလည်းဒီလိုအပေးယူမျှတဲ့ကိုချင်းစာတရားသာရှိနေမယ်ဆိုရင်ဘယ်သူမှမြေပြင်ပေါ်ကိုလဲကျမသွားနိုင်ပါဘူးချင်းလုံးတစ်လုံးကဒီဘက်ကပဲကြည့်ကြည့်အဝိုင်းပုံသဏ္ဍာန်တူညီသေးတယ်လို့ပဲကျွန်တော်တို့အားလုံးကပုံစံအမျိုးမျိုးနဲ့မွေးဖွားလာကြပေမဲ့တကယ်တော့ဘယ်သူမှကွဲပြားမနေပါဘူးတူညီတဲ့ကမ္ဘာမြေပေါ်မှာမတူညီတဲ့လူသားတွေနဲ့တန်းတူအခွင့်အရေးတွေကိုအတူတူရှောင်လန်းနေကြသူတွေမဟုတ်